はい、皆さん、こんにちは、トゥイです。ဒီနေ့မှာတော့ဘုံတော့ရှင်ခန်းဆန် N1 grammar ကဒီနံပါတ်နဲ့ဖြစ်တဲ့ယာအီနာယာဆိုတဲ့ grammar လေးကိုရှင်းပြမှာဖြစ်ပါတယ်။ဒီယာအီနာယာဆိုတဲ့ grammar ကမြန်မာလိုဘာသာပြန်မယ်တော့ဆိုရင်ဒါနဲ့ချစ်ချင်းလို့တိတ်ပေးရပါတယ်။ဘလို့အချင်းမျိုးမှာသုံးလဲဆိုတော့ဒါအဖြစ်ဖြစ်တစ်ခုပြီးဆုံးတာနဲ့ဒါနောက်ထပ်အဖြစ်ဖြစ်တစ်ခုကကလေးဖြစ်ပွားပါတယ်လို့ပြောချင်တဲ့အခါမှာနောက်ထပ်ကိုမြုံလေးမထားတဲ့အဖြစ်ဖြစ်တစ်ခုอ่ะပေါ့နော်ကလေးဖြစ်ပွားပါတယ်လို့ပြောချင်တဲ့အခါမှာဒီ grammar ကိုသုံးပါတယ်သူရဲ့အရှိမတွဲတာကတော့ verb dictionary form တွဲတယ်သူရဲ့အရှိမတွဲတာကတော့တစ်ခုပဲတွဲတယ်ပေါ့နော် verb dictionary form ပဲတွဲတယ်ဒီ grammar နဲ့ပတ်သက်ပြီးတော့ဥပမာပြောပြမယ်နော်ဆိုလို့ရှိရင်စောင်းထဲကိုဝင်လိုက်တာနဲ့ချစ်ချင်းနဲ့ဆက်ဆက်အိပ်ပျော်သွားတယ်စောင်းထဲကိုဝင်လိုက်တာနဲ့ချစ်ချင်းပေါ့နော်ဘလောက်မှမကြောက်ဘူးစိတ်ကမိုင်းအတွင်းမှာပဲဘာဖြစ်သွားလဲဆိုရင်နေ့ချက်အိပ်ပျော်သွားတယ်ဒီနေ့ချက်အိပ်ပျော်သွားတာကလေကိုအဆိုင်တွေကစားနေ့ချက်အိပ်ပျော်မယ်လို့အဆိုင်တွေကစားသိနေတာမဟုတ်ဘူးပေါ့နော်မတင်မဲ့ပဲဖြစ်သွားရဲဆိုတဲ့ဒီမမြုံလိမ့်မဲ့ဖြစ်သွားရဲဆိုတဲ့အခြေအနေမျိုးမှာဒီယာအီနာယာဆိုတဲ့ grammar သုံးတာဖြစ်ပါတယ်ဆိုတော့ဘာသာရှိလို့ ready ပုံကိုဖတ်ကြည့်မယ်ပေါ့နော်ဒီမှာအချီပန်မှာဆိုရင်ဝါတာရှင်ဝဆိုနိုဟီတိုနိုခါဝဟီတိုမဲမီရူယစန်ဇွန်နာမိုင်နေဝခါရဲတာခွေဘီတိုတာတိုခီယာစေတာဝါတာရှင်ဝကျွန်တော်อ่ะပေါ့နော်ဆိုနိုဟီတိုနိုခါဝအဲ့လူရဲ့မျက်နှာကိုဟီတိုမဲကဘာကိုပြောချင်တာလဲဆိုတော့တစ်ချက်ပေါ့နော်တစ်ချက်မီရူရမြင်လိုက်တာနေချစ်ချင်းစံဇူနမ်းမရဲ့နေဝခါရဲတာဒီလွန်ခဲ့တဲ့နှစ်30ကဒီနှစ်30မှာပေါ့နော်လန်ခွဲခဲ့တဲ့ခွေပီတိုတာတို့ခီယာစိတာချစ်သူပါလားဆိုတော့သူတတိထားမိသွားတယ်ဒါသူ့မြင်လိုက်တာနေချစ်ချင်းနောက်ကဒီဝခါရဲဒီနှစ်30အလွန်ကပေါ့နော်လွန်ခဲ့နှစ်30ခွဲကခဲ့တဲ့ချစ်သူပါဆိုတော့သူစစ်ကမှန်းတွေမှာတတိယသွားတယ်လုံးဝမြင်ဆန်တယ်နောက်ကအဖြစ်တစ်ခုကဒီစစ်တိုက်ဖြစ်လာတယ်လို့ပြောချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာယအီနာယာကိုသုံးထားတာဖြစ်ပါတယ်ယသုံးဖို့ယအီနာယာပေါ့နော်โอเคနံပါတ်1မှာဆိုလို့ရှိရင်comment ねနံပါတ်1မှာဆိုလို့ရှိရင်ဒီမှာခုဒမိုဒါချီဝါတဲ့ခါရာအာကေ子供たちは唐揚げが大好物で食卓に出すやあという間になくなってしまう。2番は子供たちはくれるや唐揚げ。唐揚げဆိုဘာပြောရလဲဆိုတော့ကြစ်ကြော်ပြောတာပါကြစ်ကြော်ကတဲ့ဒိုင်းကိုဘူးစတဲ့သူတို့အရန်ကြိုက်နေတဲ့အရာဖြစ်ပြီးတော့ရှော့ခုတာခုနေတာဆိုရရှော့ခုတာခုဆိုတာစပွဲပေါ်မှာတင်လိုက်တာနေချစ်ချင်းဘာဖြစ်လဲဆိုရင်အတိုယူမာနီဆိုတာမျက်စိတမိတ်အတွင်းကိုပြောတာမျက်စိတမိတ်အတွင်းမှာနာခုနာသက်ရှိမကုံသွားတယ်မရှိတော့ဘူးပေါ့နော်လုံးဝမြင်ဆန်ပါတယ်ဆိုတာပြောချင်တာဆမ်းမမှာတော့ဆိုလို့ရှိရင်စန်ကျော်ဆန်ကဟာဂျီမာတို့ရအီနာယာအာချီကိုချီခါရာနီဂီယာခါနာကိုရဲ့ကခိကိုရဲ့တက်ခိတာစန်ကျော်ဆန်ကဟာဂျီမာတို့ရအီနာယာစန်ကျော်ဆန်ဆိုတာဘာတရှိလို့ဒါရွေးကောက်ပြိုင်ပွဲကိုပြောတာပေါ့နော်ဒီရွေးကောက်ပြိုင်ပွဲကဟာဂျီမာတို့ရအီနာယာစတာနဲ့ချစ်ချစ်အာချီကိုချီခါရာဆိုဟိုတီတီကနေပြီးတော့နီဂီယာခါနာမလဲဆိုစီကာတိုင်းမြတ်တဲ့ခွေတွေကိုအတန်တွေကိုကြားလာရတယ်ပေါ့နော်နံပါတ်4မှာဆိုလို့ရှိရင်ခုနိုပြောခီနော်အာသာရရှိချီဟိုလေယောကဟာပြောစာရဲရူယာအီနာယာစန်ခုခုနိုပြောအင်ခါရာတိုယီအဝါဆေကဆတ်တိုရှတာခုနိုပြောခီနော်ဒီယောဂရဲ့ပေါ့နော်အာသာရရှိချီလျောဆိုတာဘာတရှိလို့စေကုတနီအစ်တွေကိုပြောတာအာသာရရှိဆိုတော့အစ်ပေါ့နော်ဒါကကုတနီဆိုတော့ကုတနီအစ်တွေကဟာပြောစာရဲရူယာအီနာယာကျင်ညာလိုက်တာနဲ့ချစ်ချစ်စန်ခုခုနိုပြောအင်ခါဒီနိုင်ငံတော်ဝမ်းမှာရှိတဲ့စေုံလေးစီကနေပြီးတော့တိုးရီအဝါဆေဆိုတာစုံစမ်းမင်းမြန်းတာပါတိုးရီအဝါဆေစုံစမ်းမင်းမြန်းမှုတွေရတဲ့စတိုးရှိတာတပြိုင်နက်တည်းမှာအလုံးရင်းနဲ့ဝင်ရောက်လာတယ်လူတွေဆိုလို့ရှိရင်လူတွေအလုံးရင်းနဲ့ဝင်ရောက်လာတယ်ဆိုရင်လည်းဒီစတိုးသုံးလို့ရပါတယ်โอเคအဲ့ဆိုတော့ဒီယာအီနာယာနဲ့ပတ်သက်ပြီးတော့နားလည်မယ်လို့ထင်ပါတယ်အဲ့ဆိုမင်းဆန်ကဘောနော်မေးစရာရှိလာမယ်ဘာပြောလဲဆိုမနေ့ကတင်လိုက်တဲ့ကာဟာယာကလေဒါဘာသာနဲ့ဘာပိတာနဲ့ချစ်ချင်းဒီဟာလေဘာပိတာနဲ့ချစ်ချင်းဆိုတော့ဘလို့ကွာသွားတာလေပေါ့နော်ဘလို့ကွာသွားတာလေဘလို့ခွဲရမလဲဆိုလို့ရှိရင်သူတို့မှမတူညီတဲ့အချက်တွေရှိပါတယ်ဒီမှာကြည့်မယ်တော့ဆိုရင်ကာဟာယာကဘာကိုလေးပေးပြောရလဲသူတို့ရဲ့အဓိကလေးပေးပြီးတော့ပြောချင်တာဘာလဲဆိုလို့ရှိရင်ကာဟာယာကကြတော့ဒီအချိန်တိုးတောင်းမှု time gap အချိန်ကွာချက်လုံးဝမရှိတော့မြန်ဆန်တာကိုပြောချင်တာခန်းစားချက်တွေမပါဘူးနော်ဒီယာအီနာယာကကြတော့ဒီတုံ့ပြန်မှုမြန်ဆန်တာသူအဓိကထားပြီးတော့ပြောချင်တာ
ဟိုကကျတော့အချိန်ကြတော့အဓိကထားပြောချင်တာဒါပေမဲ့ဒီရအီနာရကျတော့ဒီတုံ့ပြန်မှုနောက်ကဒုတိယတစ်ချက်ကချစ်ချင်းဖြစ်ပါတယ်ဆိုတော့တုံ့ပြန်မှုမြင်ဆန်ပါတယ်ဆိုတော့အဓိကထားပြောချင်တဲ့အခါမှာတော့ရအီနာရကိုသုံးနေပေါ့နော်ပြီးတော့ဒီမှာသူတို့ရှင်းမှာတွဲတဲ့ဒီ font တွေကလည်းမတူဘူးဘာဒီက high ကဆိုတော့ရှင်တို့ dictionary font ပဲသုံးနေcomment က high ကကျတော့ dictionary font ရဲ့ tab font ရဲ့သုံးပြီးတော့ရအီနာရဆိုတော့ရှင်တို့ဘာပဲသုံးလဲဆိုလို့ရှိရင် dictionary font ပဲသုံးနေtab font သူကမသုံးဘူးနော်နောက်ပြီးတော့သူတို့ကခန်းစားချက် nuance တွေလည်းမတူ feeling တွေလည်းမတူ nuance လည်းမတူဘူးပေါ့နော်ဒီမှာသူကကျတော့ကာဟယာကဆိုလို့ရှိရင်ဒါအဖြစ်အပျက်ကိုစောင့်ကြည့်နေတယ်ဘေးကလူရဲ့အမြင်ကနေပြီးတော့ပြောတာဖြစ်တယ်ပြီးတော့သူကကျတော့ခံစားချက်မပါဘူးဒီအတိုင်းရှိကိုရှိတိုင်းပဲပြောလိုက်တာဥပမာမြန်လိုက်တာဟဲ့မြန်လိုက်တာဆိုတဲ့သဘောဒီအတိုင်းပဲပြောလိုက်တာဒါမဲ့ဟယာကအီနာယပေါ့နော်အီနာယကျတော့ကာဟယာကနဲ့မတူပဲနဲ့အီနာယကကျတော့အောက်ဆရာကောင်းလောက်မြန်ဆန်နေနော်အော်ဆရာကောင်းလောက်မြန်ဆန်နေဆိုရယ်လုံးဝ surprise ဖြစ်သွားရေးဆိုတဲ့အတိတ်ပဲနော်လန့်နေဆိုရယ်ပေါ့နော်ခန်းစားချက်မျိုးသူကပါပါတယ်အဲ့လို feeling ပါတယ်ပေါ့နော်ပြီးတော့နှစ်ခုစလုံးကကြတော့ဝတ်တရှိတော့နီကြည်ကြောခန်းမှာတိုက်ပြီးတော့မသုံးဘူးများသောအားဖြင့်ဝတ်တရှိတော့စအရေးသားတွေမှာပဲတွေ့ရပါမယ်ဒါကတော့နှစ်ခုစလုံးပေါ့နော်နှစ်ခုစလုံးကတော့အရေးသားတွေမှာပဲတွေ့ရပါမယ်ဒါကကွာခြားချက်တွေပေါ့နောက်တစ်ခုကကြ exam track ပါရှိသေးလဲဆိုရင်eccentric ကတော့ဝတ်တရှိမနေ့ကဒီက high ကနေအတူတူပဲပေါ့နော်သူကလည်းလေသူဒုတိယစာကြောင်းဒီမှာရအီနာရပြီးလို့ရှိရင်ဒီဒုတိယစာကြောင်းကလေကိုယ့်ရဲ့ဆန္ဒတွေမဖြစ်အောင်ဥပမာထားပဲတိုင်းတို့စားခြင်းတွေတို့ဥပမာပြောပြနော် bath time တို့နောက်ပြီးကြတော့ဗာလဲဆိုလို့ရှိရင် birthday cruise တို့ bath marshal တို့အဲ့လိုတွေထဲလို့မရဘူးပေါ့နော်အမိတ်ပေးတဲ့ပုံစံမျိုးတွေလုံးလို့မရဘူးအင်္ဂုံမြန်ပြန်มาတို့အစရှိသဖြင့်ပေါ့နော်အဲ့လိုတွေလုံးလို့မရဘူးကိုယ့်ရဲ့ဆန္ဒတွေမှာလည်းသုံးလို့မရပါဘူးပေါ့နော်ပြီးတော့များသောအားဖြင့်ဒါအတိတ်ကာလတွေနေဆုံးတယ်စာကြောင်းရဲ့နောက်ဆုံးမှာအတိတ်ကာလတွေနေဆုံးတယ်ပေါ့နော်ဒီဘာတာဖောင်နေဆုံးပါတယ်ဒီမှာဆိုရင်ဝတ်တရှိတို့ခီကာဆွေတာဒီနံပါတ်1မှာဆိုခီယာဆွေတာဒီနံပါတ်3မှာတော့ဆိုလို့ရှိရင်ခွဲခိခွေတေခိတာဟုတ်တယ်မလားအာဝါဆေကစတိုရှိတာများသောအားဖြင့်ဘာတွေသုံးထားလဲဆိုတာဖောင်နေနဲ့များသောအားဖြင့်တွေ့ရမယ်အဲ့ဆိုမနေ့ဆန်ကဒီစောင်းဝဲမှာတွေ့မယ်တော့ဆိုလို့ရှိရင်ဒါဒီကွက်လက်ပေါ့နော် grammar နေရာမှာကွက်လက်လာပြီးတော့နောက်ကနေပြီးတော့ဒါကိုယ့်ရဲ့ဆန္ဒတွေဘာတွေဖြစ်နေတယ်တော့ဆိုလို့ရှိရင်ကိုယ့်ရဲ့ဆန္ဒတွေအမိုင်းတွေများဖြစ်နေကြလို့ရှိရင်ဒါကဟာယာကမဟုတ်တာသိကြမှန်းသိရမယ်ဟုတ်တယ်မလား okay အဲ့ဆိုတော့ဒီနှစ်ခုရဲ့ကွာခြားချက်တွေကိုလည်းသိသွားပြီပေါ့နော် exam training ပတ်သက်ပြီးလဲတော့လေကဟာယာကနဲ့အတူတူဆိုတော့တိတ်ပြီးတော့ထူးမှတ်စရာမလိုဘူးပြီးတော့တစ်ချက်ရှိတာကကြတော့နတ်ဆန်တို့ဒီကဟာယာကနေရအီနာယာဆင်တူတယ်ဒီလိုဆင်တူကြီးတော့စောင်းဝဲမှာလာခဲ့တယ်ပေါ့နော်အဲ့ရဲ့အတွက်တော့တိတ်ပြီးတော့ pressure များစရာမလိုဘူးအဲ့ဆိုအချင်းချင်းပြန်ပြောမယ်တော့ဆိုရင်ရအီနာယာဆိုတာဘာပတာနေချစ်ချင်းဘလို့ချင်းနေမျိုးမှာသုံးတာလဲဆိုရင်အဖြစ်တခုပြီးဆုံးတာနဲ့မျော်လင့်မထားတဲ့ဒုတိယအဖြစ်ကဒီကက်လေးဖြစ်သွားတဲ့အခါမှာသုံးတယ်ပြီးတော့သူ့ရှိမှာဆိုဘာ dictionary form တွေတွဲရပေါ့နော်အဲ့လေးသိထားရအဆင်ပြေတယ်ပြီးတော့မင်းဆန်တို့ဝတ်တရှိပေါ့နော်ပြောချင်တာကမင်းဆန်တို့အကြံပေးချင်တာကဒီ grammar တခုကိုဒီ exam တခုနဲ့တွဲပြီးတော့မှတ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ဘယ်လိုပြောမလဲမရောဘူးပေါ့နော် grammar တွေကိုမရောဘူးလို့ထင်ပါတယ်အဲကြောင့်မလို့ exam တခုနဲ့တွေ့ရင်တော့ပိုကောင်းမယ်လို့ထင်တယ်ပေါ့နော်အဲဆိုဒီနေ့ရအီနာရဆိုတဲ့ grammar လေးကိုရှင်းမယ်လို့ထင်ပါတယ်တကယ်လို့နားမလဲတာမျိုးဖြစ်ခဲ့မယ်ရှိခဲ့မယ်တော့ဆိုလို့ရှိရင်ဒီ comment box ထဲမှာမေးခဲ့ပါပြီးတော့ပေါ့နော်ဒီရအီနာရကိုတကယ်နားလဲတဲ့သူတွေကနားလဲတယ်ဆိုလို့ရှိရင်လည်းပေါ့နော်ဒီ grammar လေးကိုသုံးပြီးတော့ကိုယ်ပဲဝေကြလေးတိဆောက်ပြီးတော့ဒီအောက်က comment ထဲမှာမှန်ခဲ့ဖို့ဝတ္တရှာတောင်းဆိုချင်ပါတယ်ရှင်ဆိုတော့ဟိုင်မနာစာဒီနေ့တော့ပြင်ပန်းသွားကြပါပြီနောက်နေ့မှာပြန်ပြီးတော့တွေ့ကြမယ်ပေါ့နော်ဟိုင်မနာစာမတာနဲ့